ပြေငါတို့နှစ်ယောက်ရဲ့ဇာလာအဆုံးသတ်ကြဖို့ကြောင့်တရားများစွာမင်းရဲ့ဘက်ကရှိနေပြီပဲမပြောနိုင်လဲမင်းမရှိတော့တဲ့ကဘာတစ်ဖက်စီကွဲခြင်းများနဲ့တာကြသွားအောင်ချိန်မိတ်ပြီးငါကောင်းငုံနေကစားတရားယုံလို့မင်းစင်ပြေနိုင်မဲ့ချတရားနဲ့တွေ့ရင်နေရာမှာပဲအသင်းဆောင်နေမယ်ပတ်သက်ခဲ့တဲ့ပြောတတ်တဲ့တွေ့ခဲ့ဘူးတဲ့နင်သိချင်ရတဲ့တခြားသူတွေနဲ့မညာပါနဲ့အပြောတဲ့မစားခဲ့ငါဘဝကိုအသေးများလဲဟတ်တဲ့ခွေအောင်ရဲရဲဆက်ဆက်ခွေပြီးပြီပဲလို့တလို့နဲ့တော့ချတဲ့နိုင်နဲ့မင်းတို့ပြင်းမိကစားတရားယုံလို့မင်းစင်ပြေနိုင်မဲ့ချတရားနဲ့တွေ့ရင်နေရာမှာပဲအသင်းဆောင်နေမယ်ငါဟာကျေကိုမကြည့်ရဒီလိုလေးနေရလွေးမဲ့နေမပါနိုင်တော့မဲ့ဒီခရီးပြောစရာဘာကိုမပိုင်တော့မဲ့သူတရားမင်းစင်ညိုရတိုင်းမဲ့ဘလို့ချင်းချမ်းသာခဲ့နိုင်လေအားလုံးကျေးဇူးတင်ပါတယ်